တိထားလိုက်ရင်ရှုလို့ရပါပြီတတိရှိရင်အဲ့ဒီစိတ်တွေမချုပ်ဘူးလားချုပ်တယ်တတိရှိတတိထားတဲ့မှာအပြောမပါဘူးကြံစည်မှုမပါဘူးနော်တတိပဲရှိတယ်အဲ့တတိရှိလို့ရှိရင်လောကီစိတ်တွေချုပ်သွားတယ်ချုပ်တာလဲချုပ်ချုံမချုပ်တော့ချုပ်တတိထားမယ်ပြန်ပေါ်တာလဲတတိထားပေါ်လာရင်လဲတတိထားမပေါ်ရင်လဲတတိထားတတိထားဖို့ပရဏတရားရှာတယ်ဆိုတာထွေရလေးပါမဟုတ်ဘူးတတိထားတဲ့အလုပ်တတိထားတာခိုင်မာအောင်လုပ်နေတဲ့အလုပ်ကိုတရားရှာနေတယ်လို့ခေါ်တယ်အဲ့ဒီအပြင်ဘာမှမပါဘူးတတိမြဲရင်ဉာဏ်ကဝင်တယ်တတိမရှိလို့ဘာလို့လောမှမသိဖြစ်နေတာတတိတာထားတတိနဲ့စိတ်နဲ့တာမြဲတတိနဲ့စိတ်နဲ့မြဲရင်လောကမှာတရားမဆုံးမှုဆိုတာမရှိဘူးတဲ့တောင်မြတ်စွာဘုရားကတတ္တရကိဏစေတတသမနာကတော့ဝေရင်းကိုအယံဝမှာကအနုသာသနေတတိကိနဲ့စိတ်နဲ့မနေပါနဲ့လို့ပြောတာငါဘုရားရဲ့အဆုံးအမပဲနောက်ဆုံးဘယ်လောက်ထိတတိထားမလဲမိမိကတတိမထားဘဲနဲ့တတိထားနေတာကခေါင်းရိုးကျိုးပြီးတတိကင်းနေကိုမရှိတော့ဘဲနဲ့ထားတဲ့အဆင့်ထိရောက်သွားလို့ရှိရင်တရားရပါလားမမေးနဲ့သွားတာပဲသူကတတိကကိုကမထားဘဲနဲ့ထားမှများတော့အလေးချင်းအားကောင်းတော့တတိထားပြီးသားကြီးဖြစ်နေတယ်အဲ့လိုတတိထားပြီးဖြစ်သွားတော့တတိမြဲမသွားဘူးလားတရားတွေ့ပါမလားမမေးနဲ့ဟောဒါလေးဒါလုံးလေးကြီးလိုက်ဆိုပြီးရောသူကသူတရားတခါတော့ဆောက်နေတာအဲ့တော့ဒီခေတ်ကတတိထားတဲ့အလုပ်စင်ကြယ်မှုရှိမရှိအဲ့ဒါကိုရေးကြည့်တယ်အခုယောဂီတို့စိတ်ကိုတတိထားမယ်ဝိညာဉ်တက်လာလဲဘာကိုတတိထားမလဲစိတ်ကိုတတိထားတဲ့တတိသည်တဏှာနဲ့ရှုတာနဲ့ရှေ့ရထားလို့မရဘူးတဏှာဘက်ကိုလည်းနည်းနည်းလေးတင်ထားခြင်းနဲ့စိတ်ကလည်းဝိညာဉ်တက်လာတော့မခံနိုင်တော့နည်းနည်းလေးလည်းညှစ်ထားခြင်းနဲ့ရှုခြင်းသေးတယ်ရှေ့ရခွဲနေလို့ရပါမလားမရဘူးဝိညာဉ်တက်တဲ့ချိန်မှာယောဂီတို့အခုအားပြီးတော့အလကားထိုင်တဲ့အတိုင်းစိတ်ကလေးရှိရလားငကိုယ်တည်းကအားပြီးထိုင်တဲ့အတိုင်းနေရနေဝိညာဉ်တက်တော့မအားပဲနဲ့လှုပ်ရှားနဲ့ယုံကြည်ကံကြီးဆွဲခြင်းနဲ့စိတ်တွေပေါ်မလာဘူးလားအဲ့ဒီတည်းကစားပြီးကြည်နေသူကဆိုဘာတွေပေါ်လှုပ်ခြင်းကံကြီးယုံကြည်အညူလေးတူတူစိတ်ကလေးကလှုပ်ရှားလေးထွက်လာပြီးစိုးရင်နဲ့စိတ်ကြောင်းကြတယ်သူကကြည်တာနေဘာလို့ရမှာလဲကြည်နေစကတောင်းစားလို့ကလေးတော့ဒလိမ့်ကြဖုတ်ထဲမှာသဲတွေနဲ့လူအတန်တိတ်ထိတ်ကွဲပြီးနေလဲကြည်နေဘူးအေးရှင်ကသူ့ဘာခိုင်းခဲ့ကြည်ခိုင်းခဲ့တာသူကကလေးကိုကြည်ထားလိုက်ပါဆိုကြည်ကြနေမှာအခုလည်းလူကကြည်နေရမှာဟုတ်ပြီလားအဲ့တော့ယောဂီတို့ရှုခွင့်နားမလဲလားရှိသေးလားကဲနမောတတ္တနဲ့ဘုရားကြော